22ရက်နေ့ပဋ္ဌနာတော်ရှင်လုကာခရစ်ဝင်ကျမ်းအခန်းကြီး7အခန်းငယ်1မှအခန်းငယ်4ထိယောဟန်တင်ပေးတဲ့အတိုင်းဖခင်တခင်နဲ့စကားပြောတာတင်မေးပါအောင်ဆရာဒီလိုဆုတောင်းမှာကောင်းကင်ဘုံမှာရှိတဲ့အဖဖခင်သခင်ကိုယိုသေးပါတယ်ဒီလောကကြီးကိုအုပ်ဆိုးပါကောင်းကင်ဘုံမှာလိုပဲဒီလောကကြီးကိုလည်းပြည့်စုံပါစေနေတိုင်းလိုတဲ့အစားအစာကိုနေ့တိုင်းပေးပါအခြားလူတွေကိုကျွန်တော်တို့ခွင့်လွှတ်တယ်လို့ကျွန်တော်တို့ကိုလည်းခွင့်လွှတ်ပေးပါကျွန်တော်တို့ကိုမကောင်းမှုဒုစရိုက်ထဲမှာကယ်တင်ပေးပါအဖဖခင်လို့ဆုတောင်းပါနံပါတ်1ယေရှုသည်ဆုတောင်းခြင်းအတွက်မြည်သည့်ညွှန်ကြားချက်ထားရှိသလဲနံပါတ်2ဤအရာကအကျွန်ုပ်ဆုတောင်းပုံအားမြည်သို့ပြောင်းလဲမည်နီ